မြန်မာတွင်မတရားဖမ်းဆီးခံထားရသူများလှုပ်ပေးရန်နှင့်သွေးဆောင်အဖြစ်ရှာရန်အမေရိကန်နိုင်ငံသားဝန်ကြီးတိုက်တွန်းလိုက်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာတွင်မတရားဖမ်းဆီးခံထားရသူများအားပြန်လှုပ်ပေးရန်နှင့်အကြက်တဲအတွက်သွေးဆောင်အဖြစ်ရှာရန်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာဂူရိုဘီရိုဤဇန်နဝါရီ3ရက်ထုတ်ပြန်ချက်တွင်တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသောအကြက်တဲများအပေါ်အမေရိကန်ပြည်ထောင်စုကများစွာစိုးရိမ်ပူပန်နေကြောင်းစစ်အုပ်စုအနေဖြင့်အကြမ်းဖက်မှုများရပ်တန့်ရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုအဟန့်အတားမရှိခွင့်ပြုရန်မတရားပန်းစည်းထားသူများကိုပြန်လွှတ်ပေးရန်နှင့်အကြက်တဲများကိုရေရှည်တည်ငြိမ်မှုရရှိရန်အဖြေရှာနိုင်ရေးအတွက်တွစ်ဆုံဆွေးနွေးမှုများပြုလုပ်ရန်ကျွန်ုပ်တို့တိုက်တွန်းကြောင်းဇန်နဝါရီလ4ရက်တွင်ကြာရောက်သော88ကြိမ်မြောက်မြန်မာလူလက်ရေးနေ့အတွက်ထုတ်ပြန်ချက်တွင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာဂိုရူဘီယိုကပြောကြားထားပါတယ်။ယင်းအချက်များသည်လုံခြုံစိတ်ချ၍တာယာဝပြောသောအင်ဒိုပစိဖိတ်ဒေသဖြစ်ပေါ်လာစေရေးအတွက်မရှိမဖြစ်လိုအပ်ချက်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ထို့ပြင်အမေရိကန်ပြည်ထောင်စုကိုစားမြန်မာပြည်သူပြည်သားများအတွက်ကျွန်ုပ်တို့၏ထောက်ခံမှုကိုထပ်လောင်းအတည်ပြုကြောင်းနှင့်မြန်မာပြည်သူပြည်သားများအတွက်ငြိမ်းချမ်းရေးတရားမျှတပြီးတာယာဝပြောသောအနာဂတ်ရရှိစေရေးအတွက်အမေရိကန်ပြည်ထောင်စုကယင်းဤတန်တိတ်ခံကိုဆက်လက်ထားရှိဆဲဖြစ်ကြောင်းဇန်နဝါရီလ3ရက်တွင်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ဇန်နဝါရီလ4ရက်တွင်ကြာရောက်သော88ကြိမ်မြောက်မြန်မာလူလက်ရေးနေ့တွင်ရုရှား၊ကမ်ဘောဒီးယား၊ဘယ်လာရုစ်၊ဥဇဘက်ကစ္စတန်၊ကာဇက်စတန်၊လာအိုနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများကတဝန်လွှာများပေးပို့ခဲ့သည်။တရုတ်ကမြန်မာလူလက်ရေးနေ့တွင်တဝန်လွှာပေးပို့ခဲ့သည်ကိုမတွေ့ရှိရသေးပေ။